လေးရှားနိုင်ငံမှာတရားမဝင်ရွှေ့ပြောင်းနေထိုင်သူ6200ကိုဖမ်းဆီးရေးယူထားတယ်ဆိုတဲ့သတင်းကိုတင်ပြပါမယ်။လေးရှားနိုင်ငံလူဝင်မှုကြီးကြပ်ရေးဌာနက2026ခုနှစ်ဇန်နဝါရီလမှာစတင်ပြီးနိုင်ငံတော်ဝန်လုပ်ငန်းပေါင်း1900ခန့်ကိုစစ်ဆေးခဲ့ပါတယ်။ဒီပနိုင်ငံသား29000ကျော်ကိုဖမ်းဆီးစစ်ဆေးရမှာတရားမဝင်ရွှေ့ပြောင်းသူ6200ကိုတွေ့ရှိဖမ်းဆီးရေးယူထားတယ်လို့ဖော်ပြပါတယ်။လုပ်ငန်းရှင်230ကိုလည်းရွှေ့ပြောင်းမှုကျူးလွန်မှုမျိုးမျိုးပေါ်ပြင်းပြင်းထန်ထန်ရေးယူထားတယ်လို့သတင်းထုတ်ပြန်ချက်မှာဖော်ပြပါတယ်။မလေးရှားနိုင်ငံပြည်ထောင်စုဝန်ကြီးဒါဒူစရီဆိုင်ဖူဒင်အစ္စမီကလည်းလူဝင်မှုကြီးကြပ်ရေးဥပဒေတွေကိုပုံမမဟာဗျူဟာကျအာရုံစိုက်ပြီးရိုးသားဖြောင့်မတ်တဲ့ချင်းကပ်မှုအနေနဲ့တဆင့်အပြည့်အဝလိုက်နာဖို့အစိုးရကကတိပြုထားတယ်လို့ဖော်ပြပါတယ်။လူဝင်မှုကြီးကြပ်ရေးလုပ်ငန်းတွေဟာစီးပွားရေးလုပ်ငန်းရပ်ဝန်းနဲ့အများပြည်သူအာရုံစိုက်တဲ့နေရာတွေမှာအလုပ်လုပ်ကိုင်ခွင့်နဲ့ဈေးဝယ်စင်တာတွေမှာအလုပ်ကိုင်တွေပေါ်အလွဲသုံးစားလုပ်မှုမရှိအောင်ရမာဒန်ဥပုသ်လောက်မှာလည်းတိုးမြင့်ဆောင်ရွက်သွားမယ်လို့မလေးရှားနိုင်ငံလူဝင်မှုကြီးကြပ်ရေးဌာနရဲ့သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ Mama Voice Media ပါVen, apa-apa? Turun. Enggak apa-apa, men. Nah, iya enggak ada apa-apa nih. Turun juga. Nah. Ya, plastiknya. Siapa? Ada apa-apa. Ada apa-apa. It's not your room. Where's your room? Password, IC.